အိမ်မှာအရေးကြီးပုဂ္ဂိုလ်နေမကောင်းဘယ်သူလို့ထင်လဲအဲ့မှာကျေးဇူးရှင်မနေမကောင်းလို့အကျော်သေးတော့တွင်ထားရတယ်ဒီလားအဲ့တော့တသူအပူလားအေးလားလိုတာလေးဖြည့်စီအောင်လို့နားမှနေလိုက်မေကြီးကတော့နားပူလို့မနေဘူးနားပူအောင်ကျမတခုမှမပြောအမဒီတိုင်းတော့နားပူတာနေမကောင်းအင်းအောင်နဲ့ပိုနားပူတယ်အဘာဖြစ်တဲ့ရဲ့ဘာဖြစ်ချင်တဲ့ရဲ့အဲ့ဒီမေးမှတ်တာနော်အဲ့မျက်နှာဆိုလို့ရှိရင်ကော်ဖီတောက်ချင်တယ်မျက်နှာမျက်လုံးလေးကလေးအောင်မယ်ကိုမိမမျက်နှာကိုကိုယ့်ဘက်ကိုဖက်ကျုပ်ကိုလာမတင်နဲ့နော်အဲ့စာကြီးမဖတ်တတ်ဘူးဘာသာမပြန်ဘူးမြောက်ကော်ဖီဆိုကိုလည်းလိုက်ကော်ဖီဦးမှာအားကြမခံသူတက်ထူးဆိုကိုတက်ထူးပဲဒီဘက်မတောင်းမုံလေးနဲ့စားဒီလိုငငယ်ရဆိုမုံသိမ့်ငတ်တာအရန်ဖျားကျင်တာဖျားရင်မုံစားလို့အဲ့လိုပြောလို့ရှိရင်အခုခစ်ခလေးတွေကအခုမင်းခန့်ကိုပြောကြည့်သူ့အနေနဲ့လှောင်ရည်စရာလို့ဖြစ်ပါတယ်ဒါမျိုးသူတို့မသိဘူးဟုတ်တယ်နော်သမီးတို့ငငယ်တော့ဒီမုတ်တစ်ချက်စားဖို့ကမလွယ်ကူကော်ဖီဆိုဝေးရောလေနော်မင်းငယ်ဖျားရင်တော့စားရတယ်မင်းငယ်တော့ဟိုကလေကြောက်မှုစားကျင်လို့ဆိုပြီးတော့နားကြိုက်တာတခြားမုံတွေကျွေးတယ်မပြောက်ဘူးနောက်ဆုံးအဲ့ကြောက်မှုကျွေးလိုက်တော့မှနားကြိုက်တာပြောက်သွားတော့အဲ့နာမည်တွင်သွားတာအမေကြီးကကြောက်မှုစားကျင်လို့နားကြိုက်တာတဲ့ငယ်ဘောဟိုပတ်စံချမ်းသာတဲ့လူတွေတော့ရှိမှာပေါ့လေကိုရငယ်ကတော့နည်းနည်းရှားပါတော့နေမကောင်းမှအဲ့လိုမေပတ်စံတော့တော်တော်ချမ်းသာမှလို့ထင်တာပဲသမီးတို့လည်းဟိုမွဲတေပြီးတော့ငက်ပြက်နေရတော့မဟုတ်ပါဘူးမေအခုတော့ဒီရောရမှာတော့အပမပြတ်ကြတော့လာလဲတွေ့ရတယ်ဒီမုံငါဝင်လာတာအပါပဲဒီမုံငါဝင်လာတာအပြတ်ပြီးမယ်ငါလည်းဆိုင်သွားပြီးတော့ပြောပါတယ်ကော်ဖီလေးဟုတ်ပါကော်ဖီတော့လက်ဖိတ်ဆိုင်မှာဝယ်ရတာနော်ဒီလိုမလွယ်ကူအဲ့ဒါလေအဲ့ရောက်မပြောလို့သာပြောတော့ငါတော့အဲ့ချိန်ကဆိုင်ကဝယ်လာတဲ့ကော်ဖီကလည်းမှုေးပြီးကောင်းနေတာပဲဟုတ်တယ်အခုတော့နော်လွယ်ကူဝယ်တော့ရတယ်အရင်ကဒီလိုမလွယ်ပါဘူးလွယ်လားမလွယ်လားတော့မသိဘူးကိုယ်အိမ်မှာတော့မပေါ်နေမပေါ်ခွဲရမ်းဒီမျက်နှာတဲ့အဲ့ဒါတဲ့ဟိုကဗာလဲကော်ဖီလိုချင်တဲ့မျက်နှာလို့ပြောရမလားသမီးငငယ်တော့ကလေကြီးစရာမဟုတ်တာလေမဟုတ်တောင်းမှန်းတော့မသိဘူးကြီးလို့အဲ့ဒါလေဟိုအချိန်ပေါ့သမီးတို့ကအဲ့လိုနေလေပဲဆိုတေးအိတ်ရတယ်အခုလိုမျိုး3နာရီဆိုအိတ်ရပြန်ထားလို့ရှိရင်မုတ်စားဘူးလေကြီးလို့ဆိုအာသိဇူးဆွေတို့အဖွားဆိုပြောတာလေမကြသူများသားသမီးတွေမြန်ဟိုမဟုတ်တောင်းတာဘေးကျင်ဆိုသွားမုတ်စားတယ်ဇူးဆွေအိတ်တယ်သူ့လေးပြောလို့သူတောင်းတာတော့ဘေးကျင်အောင်တော့တောင်းသားဟဲ့အဲ့ဒါကြောင့်မို့လေအခုလေညီကိုအဲ့လိုပဲတောင်းတာမျက်နှာပေးနေမေကြီးကအဲ့လိုတောင်းလည်းပေးမှာပါကိုလိုမျိုးမပြောနဲ့ကြီးလို့နှခုံးနဲ့ပို့လို့မပေးဘူးဆိုငိမ့်ထက်နေလိုက်အဲ့ဒါအချိန်ခါမရောက်သေးလို့ဒီတောင်းရကြတော့ဒီလိုပဲမဲအဲ့တော့လည်းမေဘုံမလည်းဒီထဲမှာအိတ်တက်ရှိတယ်လေအများလည်းပြီးအဲ့လိုလုပ်ပြီးဆိုပျော်သွားတာပဲမဟုတ်ရင်တော့ပေါင်းနှင်းကြောအဲ့တော့သူအဖြေက2ခုပဲရှိတယ်ပေးခြင်းရင်ဒီလိုနိုင်တယ်မပေးခြင်းလို့ပေါင်းနှင်းကြောမလေးအဲ့တော့ကိုကလည်းငငယ်ကပေါင်းနှင်းကြောပဲဆွဲလိုက်ခိုင်းတာ